အားလုံးမင်္ဂလာပါကျွန်တော်တို့တာဖတ်တော်ရောက်ဒီနေ့ဆိုင်လေးနဲ့မိတ်ဆက်ပြီးမှဖြစ်ပါတယ်ကျွန်တော်တို့ဘယ်ဆိုင်ကိုတွားမလဲဆိုတာကိုစကြည့်လိုက်ပါအောင်နော်อะไรอีกค่ะใส่รองเท้าဒီဆိုင်လေးကတော့အာတီလီလို့ခေါ်တဲ့ဆိုင်လေးတစ်ဆိုင်ဖြစ်ပါတယ်ဒီဆိုင်တန်းကိုဝင်လိုက်တာနဲ့လေဆိုင်လေးကအရန်ရိုးရှင်းတန်းရက်ပြီးတဘာဝအလှတွေနဲ့လွှမ်းမိုးနေတယ်လို့ခံစားရမှာဖြစ်ပါတယ်ဆိုင်လေးရဲ့ decoration ကအရန်ကိုတဘာဝကျလွန်ပါတယ်ဗျာဒီဆိုင်လေးရဲ့အထက်မှာနှစ်ထပ်ရှိပါတယ်အပေါ်ထပ်မှာလည်းတက်တက်လို့ရပါတယ်ကျွန်တော်သမီးလေးကတော့အရန်ကိုတဘောကျပြီးပျော်နေပါပြီဗျာဆိုင်ရှင်လေးကလည်းအရန်တဘောကောင်းပါတယ်ဗျာစားသားတွေကလည်းစုံနေရောပဲဗျာဒီတန်းမှာဘာတစ်ခုထူကြလဲဆိုရင်မြန်မာစားစာတချို့ပါဝင်ပါတယ်နော်ကျွန်တော်မြင်တွေ့လာရတဲ့အစားစာထက်မှာတော့ဘာပမာစားစာလဲဆိုရင်အုံနိုခွဆွဲဖြစ်ပါတယ်ဗျာအုံနိုခွဆွဲကြက်တဲ့ဆိုရင်ဒီဆိုင်လေးကိုလာခဲ့နော်ကျွန်တော်ကတော့ဘာသွားစားဖြစ်တာလဲဆိုတော့ဘာကာလေးဖြစ်ပါတယ်ဘာကာလေးကလည်းအရန်ကိုစားကောင်းပါတယ်ဗျာကျွန်တော်ကဘာကာကြက်တမဆိုတော့ဆိုင်ရောက်တာနဲ့ဘာကိုမှမမြည်ပဲနဲ့ဘာကဝပဲအရင်စားဖြစ်တာပါကျွန်တော်သမီးလေးကတော့အပေါ်တက်လဲအောက်ဆင်းလဲလုပ်နေပြီအပေါ်တိုင်းရဲ့ bike ကလေအရင်က private ဖြစ်တယ်လို့ခံစားမိတယ်တီလားဒီဆိုင်လေးကိုဘလို့ဒူတွေလာတင်လဲဆိုရင်တော့ချစ်သူဆုံးတွဲတို့မိသားစုတို့လာလို့ရှိရင်အရင်ကောင်းတဲ့နေရာလေးဖြစ်ပါတယ်ဒီဆိုင်ထဲမှာဓာတ်ပုံရိုက်မယ်ဆိုရင်လည်းအရင်လှပါတယ်ဒီနေရာလေးကိုကျွန်တော် recommend ပေးပါတယ်ခင်ဗျာဆိုင်လေးကိုသွားချင်တော့ဆိုင်နေရာလေးက play ရုံရဲ့အနောက်လမ်းမှာဖြစ်ပါတယ်ဆိုင်ဖဲတဲ့အချိန်ကမနေ့၈နာရီကနေညနေ6နာရီအထိဖြစ်ပါတယ်ဗျာအားလုံးအဆင်ပြေကြလိမ့်မယ်လို့ကျွန်တော်ညွှန်လဲပါတယ်ခင်ဗျာ